ရဟိုအလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့အလုံးကိုအရန်ဆလုပ်ကောင်းတဲ့ယူရီးယားပဲကြစံတုံနည်းလေးကိုမျှဝေပေးချင်ပါတယ်ရှင်အရသာကတော့ time style ဖြစ်တဲ့အတွက်ကြောင့်အလုံးတည်တဲ့အတိုင်းပဲရှူရှဲပွန်းထွက်ပေါ့နော်လောက်ရတာလည်းအရန်ကိုလွယ်ပြီးတော့ဆလုပ်ကောင်းတဲ့အတွက်ကြောင့်အလုံးမဲတူတူလုပ်ကြည့်ရအောင်နော်ပေါင်းပစ္စည်းလေးတွေပါရှင်ဝက်ကြိတ်သားသုံးထားပါတယ်ပဇွန်သုံးထားပါတယ်ဝက်သားမစားရင်ကြက်သားအစားထုတ်သုံးလို့ရပါတယ်နော်ဒါဟင်းသီးဟင်းရွက်ပေါ်ပါတဲ့ဟာလေးတွေရယ်ပြီးတော့ပဲကြစံရယ်ပါအရင်ဦးဆုံးရေနွေးပုတ်ပွက်စုတွေကိုပဲကြစံထည့်ပြီးတော့ပြုတ်ပါမယ်ရှင်ကြစံပြုတ်တဲ့နေရာမှာကြစံကိုတိချာလေးနှောက်အောင်ပြုတ်ပြဖို့လိုပါတယ်ကြစံမနှက်ဘူးဆိုလို့ရှိရင်ကြစံဝါးနေရတာနဲ့ဒီပဲကြစံတုပ်ရဲ့အရသာပျောက်သွားနိုင်ပါတယ်နော်အဲဒါကြောင့်တိချာလေးနှက်အောင်တော့ပြုတ်ပြပါရှင်နောက်ပြီးတော့လေအပြော့မလွန်သွားအောင်လည်းသတိထားအောင်နော်ကြစံလေးတွေနှက်ပြီးဆိုလို့ရှိရင်တော့တိချာလေးသူ့ကိုဒီစကားလေးနဲ့စစ်ထုတ်လိုက်မယ်နော်ဘာလို့တော့ဆိုတော့ကျွန်မဒီရေနွေးတဲ့ကိုပဲပဇွန်ထည့်ပြီးတော့ပြုတ်မှာမလို့ပါရှင်ပဇွန်ပြုတ်လိုက်ပါမယ်ပဇွန်မရှိရင်လည်းမထည့်လည်းရတယ်တိလားကိုရီးယားကျတော့လေဒီဆိုင်မှာဝယ်စားတဲ့အတိုင်းလုံးဝချွတ်စစ်တူတဲ့ရတာစားကျင်နေဆိုရင်တော့ပဇွန်ထည့်ပေါ့နော်ပါဝင်ပစ္စည်းမစုံလည်းရပါတယ်ရှင်ရတာတော့အရင်ကောင်းပါတယ်ဒီတစ်ခါဝက်ကြိတ်သားကိုပြုတ်ပေးပါမယ်ရှင်ဝက်ကြိတ်သားမရှိဘူးဆိုလို့ရှိရင်ဝက်သားကိုတောက်ဆင်းပါရှင်ရတာအနေနဲ့ကတော့ကျွန်မပဲငံပြားကြီးအကျဲနှစ်စွန်းထည့်ပြီးတော့တခြားလေးပြုတ်လိုက်ပါမယ်အသားနဲ့တဲ့အထိပေါ့နော်အရေလုံးဝခန်းအောင်မပြုတ်ပါဘူးအရေဆက်လေးနဲ့ကျွန်မတုတ်မှာဖြစ်တဲ့အတွက်ကြောင့်အရေကြအောင်ထားပါတယ်ခုလိုမျိုးဝက်သားလေးတွေနူးအီလာပြီဆိုရင်တော့ရပါပြီဒါဆိုရင်တော့အသီးရွက်လေးတွေလှီးပြီးပြင်ဆင်ပါမယ်ကျက်သွန်နီလည်းထည့်ပါတယ်ခန်းညင်သီးလည်းထည့်ပါတယ်ရှင်ကျက်သွန်နီမကြိုက်ရင်တော့မထည့်နဲ့ပေါ့နော်ပြီးရင်ကျက်သွန်ဖြူလေးကိုလည်းနှုတ်လေးဆင်းထားမယ်မောင်လာဦးနီလေးထည့်ပါတယ်နောက်ပြီးတော့ငရုတ်သီးလေးထည့်မယ်ပေါ့နော်ငရုတ်သီးနဲ့ကြက်သွန်ဖြူကိုလေရောပြီးတော့တေချာလေးထောင်းထားရင်လည်းရတယ်နော်ကျမတို့ထောင်းဖို့နေရာအဆင်မပြေတော့ခါကြတော့ဒီတိုင်းပဲဖြစ်တယ်လို့လေးလုပ်လိုက်တယ်ပေါ့ရှင်ဒါကတော့ပြင်ဆင်ထားတဲ့ပါဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်အားလုံးစုံနေပြီဆိုတော့ခါကြတော့တုပ်ဖို့အဆင်သင့်ဖြစ်ပြီပေါ့နော်တုံးမဲ့ပကံထဲမှာဝက်သားပြုတ်ထားတာကိုထည့်ပါတယ်ပြီးရင်တခါတည်းအရီကိုပါထည့်ပါမယ်ရှင်သူကစီမပါဘူးပေါ့နော်ဒီအရီရွှဲရွှဲလေးနဲ့တုပ်အောင်ပါဆိုတော့လေငါးငံပြားကြီးနှစ်စွန်းထည့်ပါတယ်ပြီးရင်တကြားတစ်စွန်းထည့်လဲရတယ်နော်ကျွန်မထညံမှုန့်ရှိရတဲ့အတွက်ကြောင့်ထညံမှုန့်တစ်စွန်းစာထည့်ထားပါတယ်ပြီးရင်တမယာအရီပေါ့နော်တမယာအရင်ကတော့နှစ်စွန်းသုံးစွန်းလောက်ရှိပါတယ်ရှင်အချင်းပေါ့ရဲဆိုရင်ထပ်ပြီးထည့်နိုင်ပါတယ်အချုံမုံနှင်းငယ်ထည့်တယ်စားနှင်းငယ်ထည့်ပြီးတော့တခြားလေးတမအောင်မှွေလိုက်မယ်ပေါ့နော်လုံးဝတကြားတွေရောကြည်သွားတဲ့အထိမှွေလိုက်ပါမယ်ရပြီဆိုလို့ရှိရင်တော့ကျမတို့ဆောင်းတော့ပြင်ဆင်ထားတဲ့ကြားစံတို့ဒီပဇွန်တို့ပေါ့နော်ပြီးရင်ဒီမုံလာဥနီတို့အစုံပြင်ဆင်ထားသမျှအကုန်ထည့်လိုက်ပါမယ်ရှင်ဒီပဲချစံတုပ်လေးကစီလဲမပါဘူးပေါ့နော်ကယ်လိုရီလည်းနည်းတာဖြစ်တဲ့အတွက်ကြောင့်ဝိတ်ချနေတဲ့လူတွေဒါရက်လုံးနေတဲ့လူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်ရှင်ပြီးတော့ချင်းကန်ဆက်ကြိုက်တဲ့လူတွေအတွက်လည်းအဆင်ပြေဆုံးပေါ့အရွက်ကတော့ကျမနန်နန်ပဲရှိလို့နန်နန်သုံးထားတယ်သူရှမ်းနန်နန်နဲ့လည်းလိုက်တယ်တရုတ်နန်နန်နဲ့လည်းလိုက်တယ်ရှင်ကြိုက်တာသုံးအဆင်ပြေတာသုံးရှိတာသုံးပေါ့နော်ပြီးရင်ငရုတ်သီးအကြက်မှုန့်လေးပေါ်နေဖြူးပြီးတော့တိချာချာလေးနေပေးလိုက်မယ်ပေါ့နော်တမသွားအောင်ဒီအတုပ်ကလေးစီလဲမပါဘူးနော်ဒါပေမဲ့ဒီဝက်သားပြုတ်ရဲ့အကြီးဆက်လေးနဲ့ဆိုတော့လေအရန်စားလို့ကောင်းတယ်ကျမပဲချစံတော့အရန်ကြိုက်တယ်ဒီအတုပ်ကိုဘယ်လိုမျိုးဒီမှာလောက်စားလဲဆိုတငယ်ချင်းတွေ gathering ပေါ့နော်လောက်တဲ့အခါမျိုးမှာတော့နောက်ပြီးတော့ဘီယာတို့ဘာတို့နဲ့မြည်တာပဲဖြစ်ဖြစ်အရန်စားလို့ကောင်းတယ်အားလုံးပဲလောက်စားကြည့်ပါနော်လုံနီးလေးရလဲလွယ်ကူလို့အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဂျာနေ